လေးချင်းနေတဲ့နေရာမှာဘယ်သူအတွက်လဲလို့ပြောပြီးတော့လေးချင်းကြဒီသူအတွက်ဟုတ်လားဟုတ်သေချာရဲ့လားသေချာပါဗျာဒီသူအတွက်လို့ပြောပြီးလိန်သွားတဲ့သူတွေရှိတယ်နော်ရဲဘော်တို့ကသေချာရဲ့လားသေချာပါဗျာဒီလေးချင်းမှုတွေဒီကြိုးစားအထုတ်မှုတွေဟာဒီသူအတွက်ဆိုတာသေချာသေးခြင်းနဲ့နော်ဟုတ်ပါဘူးအလုံးလုံးရင်းနဲ့ကိုယ်ကဲတင်ရှင်လို့တတ်မှတ်လာတဲ့သူတွေနော်ကိုကပဲအတုမရှိကျေးဇူးရှင်ကြီးတွေလို့ထင်ပြီးတော့ခွင့်ရလက်ထက်ရောက်လာတဲ့အခါမှာအပြည့်အဝခံစားခြင်းရတဲ့ပြည်သူကိုမေ့သွားတတ်ကြတယ်အဲ့ဒါသတိထားနေတယ်နော်ဟုတ်ပါဘူးအရေးကြီးဆုံးအချက်တည်းမှာအဲ့ဒါပါတယ်ပြည်သူတို့ဖဲဆိုတဲ့စကလုံးကခေါင်းထဲမှာရောပြင်ပတ်ထဲမှာရောအမြဲရှိနေဖို့လိုတယ်ဟုတ်လားဟုတ်ပါဘူးဒီကနေ့ရဲဘော်တို့ရဲ့ရှေ့မှာနော်စစ်ပညာတွေသင်ယူပြီးတော့တော်လှန်ရေးလုပ်ကြတယ်ဟိုရှိအပြင်ဆက်ကလေးကလက်နက်ကင်ကြတယ်တိုင်းပြည်ကိုကာကွယ်ကြတယ်ပြည်သူတို့ဖဲလို့ပြောခဲ့ကြတာမဟုတ်လားဟုတ်ပါဘူးဒါပေမဲ့ဒီကနေ့ဒီမြင်နေရတာဘု து ပြဖြစ်သွားတော့အေးကိုယ်ကလှုပ်သွားကြတာအဲ့ဒီသိုးရတဲ့ရင်ကျေးမှုအဲ့ဒီသိုးရတဲ့အစင်လာကိုရဲဘော်တို့လက်ထက်မှာရိုက်ချုပ်ပြရမယ်ကတိပေးနိုင်ရလားဒီနေ့ကြိုးစားအားထုတ်မှုတွေကပြည်သူတို့သိကြရလားသိပါပါမနိုင်နဲ့ဟုတ်လားဟုတ်ဘယ်ရင်လူရောက်ပါလေပဲနော်ဟုတ်ဒီကနေ့စစ်သားတော်လှန်ရေးသမားဆိုပြီးတော့ပြည်သူကဥညွတ်အလေးပြုကြတယ်သွားတဲ့လာတဲ့လမ်းတိုင်းမှာဝမ်းသာမျက်ရည်နဲ့ကြိုကြတယ်အဲ့ဒီကြိုလာတွေနဲ့အဲ့ဒီလေးစားမှုတွေနဲ့ထိုက်တန်ဖို့ရဲဘော်တို့ဆိုနေကြတဲ့ဤသို့တော့ပဲဖြစ်နေရမယ်ဟုတ်လားဟုတ်ပါဘူးငါတို့တော့ပဲငါတော့ပဲငါဘွယ်ကြီးတော့ပဲဖြစ်သွားရင်ရဲဘော်တို့ကလူရောက်မှလည်းဖြစ်သွားမယ်ဟုတ်လားဟုတ်အဲ့ဒါလည်းတတိထားခါတိုင်းလည်းပြောခဲ့ဘူးပြီနော်အများကြီးဒီမှာတော်လှန်ရေးလုပ်တယ်ဆိုတာကပရဟိတအလုပ်လို့ပြောခဲ့ဘူးတယ်မဟုတ်လားပြောခဲ့ဘူးအလုပ်ဒီတိုင်းပြည်ထဲမှာရှိသမျှအယုတ်အလက်အမြမရွေးအောက်ခြေကနေပြီးတော့ဟိုအထက်တန်းကအုပ်ချုပ်သူလူရန်သားတွေထိနော်ဒီထဲမှာရှိနေတဲ့နယ်ပယ်အသီးသီးကလူသားတွေနော်တာမန်လူမှုရေးနယ်ပယ်ဘာသာရေးနယ်ပယ်ဒီထဲမှာရှိတဲ့တတဝါတလိษံလို့တတဝါတွေကစဒီတိုင်းပြည်ကြီးကတိုးတက်ငြိမ်းချမ်းနေမှာအားလုံးငြိမ်းချမ်းမှာမဟုတ်လားဟုတ်ပါဘူးအဲ့ဒီအတွက်ဖြစ်နေရမယ်နော်ဟုတ်ပါဘူးလူရုံမာတွေတိုင်းပြည်ကြီးစိုးသွားပြီဆိုရင်အခုလိုပဲအားလုံးကတိုင်းပြည်လုံးအနိဋ္ဌာယုံမဲ့ဘာသာရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရောတာမန်ပြည်သူတွေရောတလိษံတွေရောတကယ်ကိုငရဲကန်းလိုပဲထူးထွေကြည့်နေတရားစဉ်းစားနေတရားရှာနေတရားမလွန်ဘူးအားလုံးမျက်မြင်မဲ့ဟုတ်တယ်မဟုတ်လားဟုတ်ပါဘူးဒီကနေ့လူသားတွေနေတဲ့နေရာတွေကမီးလောင်ပြင်တွေဖြစ်နေတယ်မျက်ရည်နဲ့ပြည့်နေတယ်ငိုတန်နေနဲ့ပြည့်နေတယ်အဲ့ဒါဘသူတွေကြောင့်လဲဆိုရင်အခုနကပြောတဲ့ဤသူ့အတွက်ပဲလို့လိန်ပြီးတော့ငါနဲ့ငါအဖွဲ့အစည်းအတွက်ပဲဆိုတဲ့ကောင်လေးကြောင့်ဟုတ်လားဟုတ်ပါဘူးဤသူကပေးထားတဲ့လက်နက်ကိုကိုင်းအစာပိုင်းတော့ပြည်သူရဲ့ကဲတင်ရှင်လို့အားကိုးရာပုဂ္ဂိုလ်တွေလို့ဟုတ်လားဟုတ်ပါဘူးနောက်တော့အဲ့ဒီလက်နက်တွေနဲ့ပဲကိုရေးကိုတာကိုအခွင့်အရေးကိုစဉ်းစားပြီးတော့ပြည်သူကိုအနိုင်ကျင့်လာကြအပါမနိုင်ငံအသီးသီးရှိတယ်လူအဖွဲ့အစည်းတွေအသီးသီးရှိနေမဲ့ဒီနိုင်ငံကကိန်းစာသိနေတာလားမသိဘူးနော်ဟုတ်ပါဘူးကျေဆက်ဆက်အုပ်ချုပ်လာတဲ့လူတွေကပြည်သူပေါ်မှာမကြိုးစားကြဘူးလက်နက်ကင်ထားတဲ့နယ်ပယ်ကပုဂ္ဂိုလ်တွေရောနိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရောပြည်သူပေါ်မှာလိန်သွားတဲ့လူကများနေသေးတယ်အခုဒီပဲဒီကိစ္စမှာလည်းရှိနေတော့မယ်ဒီထဲမှာရောပါလာမှာဆိုတယ်အဲ့ဒါကြောင့်အားလာကိုအလေးအနက်ထားပြီးပြောနေရတာပြည်သူအတွက်ပဲဆိုတဲ့စကားဟုတ်လားဟုတ်ပါဘူးသိကြပါသေးသိကြသေးတယ်မှာလေနော်ဟုတ်ပါဘူးပြောခဲ့သလိုပဲအိုးနှစ်ချီတွဲလောင်းတဲ့ကလေးလေးတွေကစ
ကတုံကရင်နဲ့လမ်းလျှောက်နေတဲ့အဖွားကြီးတွေအဆုံးရဲဘော်တို့ဒီလာရင်းနဲ့လမ်းမှာအဲ့ဒါသတိထားပြီးတွေးခဲ့မိကလေးလေးတွေလက်ပြကြတယ်အလေးပြုကြတယ်မပြုတ်တတ်နဲ့ဝမ်းသာအားရနဲ့နှုတ်ဆက်ကြတယ်အဲ့ဒါဘာလို့လဲဆိုတော့သူတို့အသိစိတ်ထဲမှာဒီလူတွေဒီပုဂ္ဂိုလ်တွေဒီအဖွဲ့အစည်းတွေရဲ့လုပ်ရဟာသူတို့တွေရဲ့လွတ်လပ်ငြိမ်းချမ်းရာကိုရှာပေးနေတဲ့သူတွေလွတ်လပ်ငြိမ်းချမ်းရာကိုရှာပေးမဲ့အလုပ်တွေလုပ်နေတယ်ဆိုတဲ့အသိစိတ်မှာရောမသိစိတ်ထဲမှာရောရှိနေလို့အခုနပြောတဲ့နှစ်ထီးတွဲအောင်နဲ့ကလေးပေါက်စလေးကနေပြီးတော့ကတုံကရင်နဲ့အဖွားကြီးတွေထိရဲဘော်တို့ကျုပ်တို့လာတဲ့လမ်းမှာဝမ်းပန်းတတာနဲ့စီးကြိုကြတယ်အလေးပြုကြတယ်မိမိပြောက်အချိန်ကားတွေရှိပေမဲ့တစ်ခါတည်းအဲ့ဓာတွေကြည့်ပြီးတော့စိတ်ထဲမှာမလုံမလဲလည်းဖြစ်ရတယ်ဝမ်းသာဝမ်းနည်းလည်းဖြစ်ရတယ်ဘာလို့မလုံမလဲဖြစ်တာလဲဆိုတော့သူတို့အားကိုးသလောက်သူတို့ယုံကြည်သလောက်ကျုပ်တို့အလုံးလုံးပေးဖို့လိုနေသေးလို့မလုံနိုင်သေးလို့ဟုတ်လားဟုတ်ပါဗျာဝမ်းသာဝမ်းနည်းဖြစ်တာကတော့ကိုရီးယားအခုမလုံနိုင်သေးပေမဲ့ဒီလူသားတွေရဲ့လွတ်လပ်ငြိမ်းချမ်းမှုစုပ်ပြတ်နှုံချနေတဲ့ငါတို့ပြည်သူတွေရဲ့လွတ်လပ်ငြိမ်းချမ်းမှုကိုငါတို့ဒီနေ့မှရှာပေးနိုင်တော့မယ်အခုငါတို့စ조사အားထုတ်နေကြတယ်အဲ့ဒီပေါ်မှာလည်းပြည်သူကလေးသားတဲ့အားကိုးတဲ့ယုံကြည်တဲ့အတိမပြုတဲ့ဝင်းရံတဲ့ဆိုတဲ့စိတ်တွေနဲ့ဝမ်းသာနေတာဟုတ်လားဟုတ်ပါဘူးဝမ်းနေတယ်ဆိုတာတော့သူတွေပြောကြမလို့တော့နေနေနဲ့အမြတ်ကျုပ်တို့လိုပဲရှေ့မှာလက်နက်ကင်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြတယ်လက်နက်ကင်တဲ့သူတွေရောမကင်တဲ့သူတွေရောတစ်ချိန်ကြရင်ပြည်သူကိုလှည့်ပြလိမ့်များပြည်သူရာအဓိကနဲ့တစ်ချိန်ကြရင်အသိပညာနည်းတဲ့ပြည်သူကိုအခွင့်အရေးယူပြီးတော့ငါတို့ရာအဓိကဖြစ်ကုန်ကြတဲ့အစိုးရအဆက်ကြောင့်အခုလိုစုပ်ပြတ်နှုံချနေတဲ့ပြည်သူတွေကိုကြည့်ပြီးတော့တကယ်ဝမ်းနေတယ်သူတို့ပြည်သူတွေဟာတရားသာတာဘောင်းစုံနဲ့နော်ဘာမှသူမရှိချမ်းသာနိုင်တဲ့လူတွေဖြစ်ပါလေနဲ့အဖွားကြီးတွေတင်းထမ်းနေရတဲ့ဟိုနေ့ကဓမ္မခထိုးပြီးတော့သိဝမ်းနေစရာကောင်းတယ်ကလေးလေးတွေနှက်တွေပစည်းတွေနဲ့အစုပ်အပြဲအမြင့်အထင်းအင်းကြီးဘောင်းလေးလေးတွေဝတ်ပြီးတော့အဲ့ဒီမှာသူတို့ဘွားတွေစင်တန်ရက်တည်နေကြတကယ်ဝမ်းနေစရာကောင်းတယ်အဲ့ဒီဘဝကလွတ်ဖို့ဘယ်သူတွေမှတာဝန်ရှိတယ်ရဲဘော်တို့ကျုပ်တို့မှတာဝန်ရှိတယ်ဟုတ်လားဟုတ်ပါဘူးလူသားတိုင်းမှာတာဝန်ရှိတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အကြောင်းကြောင့်လူတိုင်းကဒီအလုပ်ကိုမလုပ်နိုင်ဘူးဟုတ်လားဟုတ်ပါဘူးကျုပ်တို့ကတော့ဒီအလုပ်ကိုလုပ်မယ်ဒီတာဝန်ကိုယူမယ်ဆိုပြီးရှစ်ထွက်လာတယ်ဒီသူကအဲ့ဒါကိုယုံကြည်ပြီးတော့အားကိုးပြီးတော့သူတို့မရှိမဲ့သူတို့လုံအားကားတွေကနေပြီးတော့ရဲဘော်တို့ကိုစားနဲ့ရိတ်ခါသေဝလက်နဲ့ခဲရန်နေတတ်ဆင်ပေးထားတယ်ဟုတ်လားဟုတ်ပါဘူးအဲ့တော့ကျုပ်တို့ကတာဝန်ယူမယ်လို့ပြောပြီးသွားတဲ့လူတွေပဲတာဝန်ယူမယ်လို့ဤသူရှေ့မှာထွက်လာတဲ့ပုံကိုယ်တွေပဲအဲ့တော့ကျုပ်တို့ကပို့ပြီးတာဝန်ရှိတယ်ဟုတ်လားဟုတ်ပါဘူးဤသူရဲ့အင်အားကကျုပ်တို့စီရောက်လာပြီနော်ဟုတ်ပါဘူးအဲ့ဒီတော့ပြည်သူကိုကဖို့ကယ်ဖို့ကျုပ်တို့ကတာဝန်ရှိတဲ့သူတွေဖြစ်သွားပြီဟုတ်လားဟုတ်ပါဘူးပြည်သူပေးတဲ့အင်အားတွေနဲ့အချိန်မှပြည်သူပေါ်မှာသစ္စာရှိအလုံးလုံးကြဖို့လည်းမလိုဘူးလားဟုတ်ပါဘူးအဲ့ဒီအင်အားတွေကိုစုပုံသိမ့်ကြုံယူပြီးတော့ငါဒီရောက်လာပြီဆိုရင်လက်ကမောင်းခတ်ပြီးတော့မင်းတို့ငါတို့ခိုင်းတာလို့မင်းတို့ငါတို့ကဲထားတာနော်ဒီတိုင်းကြီးဒီလူတို့အားလုံးငါတို့ကာကွယ်စောင့်ရှောက်နေရငါတို့တကားကိုနားဆောင်ရမယ်လို့လုပ်လို့ရလားဟုတ်ပါဘူးအဲ့ဒါဆိုရင်လောက်ကောင်နေပဲဖောက်ကောင်နေပဲဟုတ်လားဟုတ်ပါဘူးတိုက်လို့အင်အားကြီးရဲဘော်တို့ရဲ့အင်အားဘယ်သူပိတ်ထားလဲဒီနေ့စားနေတဲ့အစားအစာလို့ဝင့်နေတဲ့အဝင့်နော်အော်တော့ကိုင်နေတဲ့လက်နဲ့ခဲရန်အားလုံးဘယ်သူပိတ်ထားလဲရဲဘော်တို့ဘယ်သူမွေးထားလဲရဲဘော်တို့ဘယ်ဟာတွေဘလောက်ပဲဆက်မြက်လာသည်ဖြစ်စေဘယ်ဟာတွေဘလောက်ပဲအားကြီးလာသည်ဖြစ်စေအဲ့ဓာတွေကိုဘယ်သူဖန်တီးပေးထားတော့ရှင်းပြောရဲဒီလိုခက်ဆက်မှလူတစ်လုံးဖြစ်အောင်နော်ဒီလိုလက်နက်တွေကင်ပြီးတော့အားနဲ့အင်းနဲ့သူရဲကောင်းကြီးတွေလို့ကဲတင်ရှင်ကြီးတွေလို့နေနိုင်အောင်လုပ်ပေးကြတာလဲဘယ်သူတော့အဲ့ဒါလဲလေးထားမှာနော်ဟုတ်
စာဒိဋ္ဌာမှာပါတယ်မဟုတ်လားဟုတ်ပါဘူးငါတို့ဒီပြည်တော်စုနဲ့ပြည်တော်စုသားများပေါ့ဟာလေပြည်တော်စုနဲ့ပြည်တော်စုသားများလို့ပြောတယ်နော်ဟုတ်အခုနာပြည်သူဆိုတဲ့စကားရလို့ပဲသိပြီးကျေတဲ့နဲ့ပြည်သူဆိုတဲ့တဲမှာဒီတိုင်းဒီမှာရှိတဲ့ဒေတောက်တာနော်အရင်ကအားလုံးအစဉ်တရားတင်ချင်းမွန်းပမာရခိုင်ရှမ်းအဲ့ဒီအပြင်နောက်သက်တိုင်းသားငယ်တွေအများကြီးအဲ့ဒါအားလုံးကဘာလဲပြည်သူဟုတ်လားဟုတ်ပါဘူးနောက်တစ်ခုကဒီပြည်တော်စုနဲ့ဒီပြည်တော်စုသားတွေပဲမဟုတ်လားဟုတ်ပါဘူးအဲ့ဒီလူတွေအားလုံးတော့သစ္စာရှိရမှာမဟုတ်လားဟုတ်ပါဘူးမင်းတို့သစ္စာရှိရမှာက MRDA လားဟုတ်ပါဘူးမင်းတို့သစ္စာခံမှာရဲဘော်တို့ကျုပ်တို့သစ္စာခံမှာ MRDA မဟုတ်ဘူးနော်ဟုတ်ပါဘူးပြည်သူနောက်ပြီးတော့ပြည်တော်စုနဲ့ပြည်တော်စုသားများဟုတ်လားဟုတ်ပါဘူးအဲ့ဒါကိုသတိထားပါအခုတိုက်နေတဲ့တိုင်